အားလုံးမင်္ဂလာပါမိတ်ဆွေတို့မလေးစကားအခြေခံလေ့လာချင်တဲ့မိတ်ဆွေတွေအတွက်ပါဆရာကြီးတွေအတွက်မဟုတ်ပါဘူးဆရာကြီးတွေကြော်သွားပါဘယ်ကလာတာလဲကိုမလေးလို့datang dari manaဘယ်ကလာတာလဲယူမာနာမာရီများမဟုတ်ပါဘူးယူမာနာမာရီများလည်းမဟုတ်ပါဘူးဘယ်ကလာတာလဲဆိုရင်datang dari manaလို့ပြောတာပါ datang dari mana ယူ datang dari mana လည်းမဟုတ်တော့ပါဘူး awak datang dari mana နောက်တစ်ခုက kamu datang dari mana အဲ့နှမျိုးနဲ့သုံးတာများပါတယ် datang dari mana ဘယ်ကလာတာလဲယူမာနာမာရီများမဟုတ်ပါဘူးယူမာရီမာနာများလည်းမဟုတ်ပါဘူး datang dari mana ဘယ်ကလာတာလဲငါကျွန်တော်ကျမကို saya လို့ပြောတာပါ saya ငါကျွန်တော်ကျမနောက်တစ်ခုကခမည်းရဲ့မင်းရဲ့နင်ရဲ့အဲ့ဒါမျိုးကြတော့ awak ရတယ် kamu လည်းရတယ်နင်မင်းခမည်းအဲ့ဒါတွေကို awak မဟုတ်ရင် kamu လို့သုံးလို့ရပါတယ်ငါကျွန်တော်ကျမကိုကြတော့မလေးလို့ saya လို့သုံးပါတယ်awak datang dari mana မင်းဘယ်ကလာတာလဲနောက်တစ်ခုက kamu datang dari mana မင်းဘယ်ကလာတာလဲ datang dari mana ယူမာနာမာရီများမဟုတ်ပါဘူးယူမာရီမာနာများလည်းမဟုတ်ပါဘူး datang dari mana လို့ပြောတာပါမလေးလို့ဘယ်ကလာတာလဲလို့ပြောချင်ရင် datang dari mana ဘယ်ကလာတာလဲ awak datang dari mana ဒါမှမဟုတ်ရင် kamu datang dari mana အဲ့လိုပြောတာပါအဆင်ပြေကြပါစေကျေးဇူးတင်ပါ